ပုတ်လောက်အရင်ဆုံးဖြေပြမယ်နော်ဒီချင်းနဲ့တူတပုတ်လောက်အတူတူစဉ်းစားမယ်ပြီးကကြကမှကျန်တဲ့နှစ်ပုတ်ကတော့ကိုယ်တိုင်ပဲတွေးကြခေါ်ကြမယ်โอเคဟုတ်ပြီကဲကလေးတို့ဒီချက်တို့ experimental design example 1လေးဒီချက်တို့ကြည့်ပါမယ်နော်ကဲဒီမှာဒီချက်တို့ case ကပါပေးထားလဲဆိုတော့ scientist တယောက်ကတဲ့အပင်ရဲ့ကြီးထွားမှုကို improve လုပ်ချင်တဲ့အတွက်ကြောင့်မလို့ဒီချက်တို့အပင်ကြီးထွားမှုကပေါ့နော်ဒီမြေဩဇာသုံးတဲ့ပုံစံပြောင်းလဲလိုက်တာနဲ့အမျှအပင်ကြီးထွားမှုလည်းတိုးလာမယ်လို့သူကယူဆတယ်။ဒါကြောင့်မလို့ကျတော့မြေဩဇာအမျိုးအစား၃မျိုးပေါ့နော်။အသစ်၃မျိုးကိုသူကယူလာတယ်ပြီးရင်အပင်က100ရှိမယ်။အပင်100ကိုတချေတော့အုပ်စု၄စုခွဲလိုက်မှာပေါ့နော်။25စု၄စုခွဲလိုက်မယ်။တချေတော့ fertilizer A မှာဆိုရင်အပင်25ပင် B မှာဆိုရင်25ပင် C မှာ25ပင်နဲ့ဗာမြေဩဇာမှမသုံးထားတဲ့ normal ကကြတော့25ပင်ဆိုပြီးတော့ကြတော့ခြေတော့အုပ်စု၄စုခွဲလိုက်တယ်အဲ့ဒီမှာ independent variable နော်ဒီခြေတို့အတွက် independent variable ဘယ်လိုလဲဆိုတော့အရင်စဉ်းစားပေးပါအောင်ခြေတို့အားလုံးကိုထင်တဲ့အဖြေလေးလိုက်ပြောလို့ရရနော်ဒီခြေတို့အမျိုးအစားပုံစံတွေပမာဏတွေပြောင်းပြီးတော့ကြတော့နော် scientist ကပြောင်းလဲပြီးသုံးပါသည်ဘာကိုသုံးပါဖြစ်မလဲ experiment ရဲ့ condition တွေပေါ်မှာမူတည်ပြီးတော့လည်းမပြောင်းလဲသွားမယ်ဟာမျိုးသာပါရှင်ဟုတ်တယ်အဲ့တော့ခြေတို့ title razor လေးရေးရအောင်နော် title razor fertilizer okay เนาะအဲ့တော့ independent variable ပဲအဲ့တော့ဒီတစ်ချက်တော့ fertilizer type ပေါ်မှာမူတည်ပြီးတော့ကြတော့အပင်ကြီးထွားမှုကပြောင်းလဲမှာလေเนาะအဲ့တော့ type of fertilizer ဒီချက်တော့အတွက် independent variable ဖြစ်မယ် okay dependent variable အဲ့ဒီမြေဩဇာရဲ့เนาะဒီချက်တော့အမျိုးအစားပေါ်မှာမူတည်ပြီးတော့လိုက်ပြောင်းလဲနေတဲ့မိကိုနေတဲ့ဟာကဘာလို့ဖြစ်မှာနော်အပင်ရဲ့ကြီးထွားမှုပါရှင်ဟုတ်တယ်မှန်တယ် okay ကဲအဲ့တော့ဒီချက်တော့ dependent ပြီးသွားပြီเนาะ independent ပြီးသွားပြီ plant growth နောက်ပြီးသွားရင်ဒီချေတော့ control group ကဲ control group နဲ့ချေတော့ experimental group control group ဆိုတာကကြတော့ချေတော့ normal situation ကို observe လုပ်ဖို့အတွက်ထားတာ experimental group ကကြတော့ test material ကြောင့်ပြောင်းလဲသွားတဲ့ effect တွေကိုနော် observe လုပ်ဖို့အတွက်ထားတာဒါဆိုရင်ကလေးကို control group မှာကြတော့ဘယ်လိုရှိလောက်လဲနားပေးကြပါ control group normal situation အတိုင်းရှိမှာဒီမှာလေးချူဆိုရတယ်ပြောပြပါညီမလေးဟုတ်တယ်เนาะချေတို့မြေဩဇာပေးပြီးတော့မသုံးနဲ့เนาะ no fertilizer 25ပင်ဖြစ်မှာเนาะမှန်ပါတယ်မြေဩဇာမသုံးထားတဲ့အပင်25ပင်เนาะ okay ဟုတ်ပြီ experimental group ကတော့ကလေးတို့ဘေးပင်နေဖြစ်မှာလေ fertilizer A B C ဖြစ်မှာเนาะပါတယ်เนาะမြေဩဇာကိုပေးသုံးထားတဲ့အပင်တွေเนาะအဲ့တော့အားလုံးပဲကိုစဉ်းစားတာထားတာနဲ့ပေါ့နော်တူနောက်ကြမယ်လို့ထင်ပါတယ်နော်အဲ့တော့ဒီပုံစံလေးအတိုင်းပဲစဉ်းစားပေးသွားမှာနော်နောက်ပုတ်တွေလဲโอเคနောက်ပြီးရင်ဒီနားမှာရှိသေးတယ်နော်ဒီမေးခွန်းလေးကြော်ခဲ့မိမှာဆိုလို့ဒီမှာကျတော့ constant or control variable တဲ့နော် constant or control ကတော့သူ့ရဲ့နာမည်အတိုင်းပဲတသက်မဲ့သေးမပြောင်းလဲပဲရှိနေရမယ် variable တွေโอเคဘာတွေဖြစ်လောက်မလဲပြောင်းလဲပဲတသက်မဲ့သေးရှိနေရမှာတွေကကလေးအပင်မျိုးစားမတူလို့ရလားကျတော့ constant တွေကအများကြီးပဲနော်၃-၄မျိုးလောက်စဉ်းစားဟုတ်တယ် tidal plant မှန်တာနော် tidal plant အပင်မျိုးစားတူရမယ်နောက်ကုန်ညီမလေးဒီချက်တော့ဒီမှာမြေဩဇာစမ်းသပ်မှာဆိုတော့နေအောင်ကြည်ရရှိမှုပမာဏအောင်မတူသင့်ဘူးလားတူသင့်တယ်နော်အဲ့တော့ချက်တော့ sunlight ပမာဏပြီးသွားရင်ရေပမာဏနော်ပြီးသွားရင်ချက်တော့မြေစည်းလွှာအမျိုးအစားနော် soil ပမာဏ soil မျိုးအစားဒါတွေလည်းတူရမယ်နော် okay ဒါကတော့တချို့တော့control group အတွက်ရော experimental group အတွက်ရော group နှစ်ခုစလုံးအတွက်နော် constant အတိုင်းတချို့တော့တူညီနေရမယ် same condition တွေအခြေတော့ဖြေရပါမယ်နော်ကဲအဲ့တော့ဒီချက်ဒီမှာပထမဆုံး question လေးကိုစမ်းပြီးတော့ဖြေပြလိုက်ပြီနော်အဲ့တော့ general question 2နဲ့3ကိုတော့ Cleo ကိုယ်တိုင်လေးစဉ်းစားပြီးတော့ဖြေကြည့်ပေးပါမယ်